Hello အားလုံးပဲမင်္ဂလာပါ Okay ကျွန်တော်ရဲ့ sharing တွေကပေါ့နော်ဘာလို့ဒီမျိုးတမရတော့အရန်လာပတဲ့ view တွေဖြစ်နေရလဲဆိုရင်ကြတော့ကျွန်တော်ဘယ်လိုမျိုးမဆိုရင်ကျွန်တော်တီးတဲ့ဟာကိုဒီတိုင်းပဲပေါ့ပနဲ့ကျွန်တော် sharing လုပ်ပေးတဲ့ပုံစံမျိုးဒီတငယ်ချင်းတယောက်ကိုပြနေတဲ့ပုံစံမျိုးကျွန်တော်ပြောရှင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ပေါ့နော်ဒီမိတ်ဆွေတငယ်ချင်းတွေကိုဘယ်လိုပြောမလဲစောကားတဲ့ပုံစံမျိုးလည်းမဟုတ်ပါဘူးပေါ့နော်အဲ့ဒါလည်းကျွန်တော်အရင်ရှင်းပြချင်ပါတယ် Okay ဒီတစ်ခေါက်မှာကျွန်တော်အရင်ရေးကြည့်ရဲ့ကျွန်တော် sharing တစ်ခုကိုကျွန်တော်လုပ်ပြပေးတော့ဖြစ်ပါတယ်။ဘာလဲဆိုရင်ကျွန်တော်တို့ကပေါ့နော်ဒီ CPU RAM တွေကိုအဓိက CPU ပေါ့နော် CPU ကိုစစ်ဆေးတဲ့အခါမှာကျွန်တော်တို့ကtask manager လို့ခေါ်တဲ့ကျွန်တော်ပုံမှန်ရိုးစစ်ဆေးနည်းနဲ့ကျွန်တော်စစ်ဆေးကြတာပေါ့နော်။ကျွန်တော်တကယ်တမ်းကျတော့ကျွန်တော်တို့အဲ့ဒီ CPU ကိုကျွန်တော်ပြောင်းလို့ရတယ်ပေါ့နော်။ဆိုရင်ဘယ်လိုလုပ်တော့မလဲကျွန်တော် CPU name ကိုကျွန်တော် i3 i5 ကိုကျွန်တော်ပြောင်းလို့ရတယ်ဆိုရင်ကျွန်တော်ဒုက္ခပဲ။ Okay ဆိုတော့ကျွန်တော်ဘယ်လိုပြောင်းမလဲဆိုတော့အရင်ပြောပြပေးတော့ဖြစ်ပါတယ် Okay let's go ဒါဆိုရင်ပထမဆုံးအနေနဲ့ကျွန်တော် search bar ထဲမှာ registry editor ဆိုတဲ့ကိုတွားလိုက်မယ် yes ကိုနေမယ်ပြီးပြီဆိုရင်ကျွန်တော်အဲ့ထဲမှာအခုကကျွန်တော်ဝင်ထားပြီးသားပေါ့နော် Okay တွားရမှာတော့ဆိုတော့ကျွန်တော်ခဏက sign နဲ့ဝင်ထားတယ်ပေါ့နော်ကျွန်တော်ပြန်ပေးလိုက်မယ် Okay H key လို့ကဲ machine ဆိုတဲ့ဝင်နိုင်မယ်ပြီးရင်ဒီမှာ hardware ဆိုတဲ့ကိုကျွန်တော်တွားလိုက်မယ်ပြီးတဲ့မှာ description ဆိုတဲ့တွားလိုက်မယ်ပြီးရင် system ဆိုတဲ့ကျွန်တော်တွားလိုက်မယ်ပြီးရင် central processor ဆိုတဲ့တွားလိုက်မယ်ပြီးမှာ0ကိုတွားလိုက်ပြီးအဲ့မှာကျွန်တော်တို့က CPU name string ဆိုတဲ့ကိုကျွန်တော် double click ခေါက်လိုက်ပါခေါက်လိုက်ပြီဆိုရင်ဒီမှာကျွန်တော် i3 i5 တော့မဟုတ်ဘူးနော် Ryzen ပေါ့နော်Ryzen ကျွန်တော်3ကိုဘာလုပ်လဲမဆို Ryzen 5ဆိုမှကျွန်တော်လုပ်လိုက်မယ်ပြီး Okay ကျွန်တော်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ပေးလိုက်ပြီဒါဆိုရင်ကျွန်တော်တော့ကြည့်အောင် task manager ထဲမှာဘာလဲကျွန်တော်အားလုံးစစ်တဲ့နေ့ဒီနေ့ကျွန်တော်စစ်လိုက်မယ် task manager နေ့ကျွန်တော်စစ်လိုက်ပြီ wow ဘာဖြစ်တော့ဆိုရင်Ryzen 5ဖြစ်သွားပြီပေါ့နော် Okay အရင်လွယ်ပါတယ်ကျွန်တော်ဒီမျိုးပြင်မှကျွန်တော်တို့ဂျင်းထည့်ပြီဆိုဘယ်လိုလုပ်မှာလဲ Okay မလွယ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်နောက်တစ်ခုကကျွန်တော်ပြချင်တာဘယ်လိုပြောင်းကျွန်တော်မပြောင်းတဲ့နေရာတနေရာရှိပါတယ်ကျွန်တော် window အားနေလိုက်မယ်ပြီးရင် devmgmt.msc ဆိုရဲဟာကိုကျွန်တော်ရိုက်လိုက်ပါပြီးရင်ဒီမှာ processor ဆိုတဲ့နေရာရှိပါတယ်တွားကြည့်လိုက်ပါဒီမှာတော့ကျွန်တော်မပြောင်းပါဘူးပေါ့နော်Ryzen 3က Ryzen 3ပါပဲ Okay အဲ့အကြောင်းအခုကျွန်တော်ပြပေးသွားတဲ့အကြောင်းအရာကိုအားလုံးအတွက်အကျိုးရှိမယ်လို့ယူဆပါတယ်ထင်ပါတယ်အကျိုးရှိတယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားပေးဖို့အားလုံးကိုမေတ္တာရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်